မျိုးရံအောင်သိန်းကမနေ့တော့ကတော်လိုင်းအောင်မြင်ဖို့အတွက်အဓိက principle နှစ်ခုရှိတယ်ဆိုပြီးတော့ပြောတယ်သူပြောတဲ့အဲ့ဒီ principle နှစ်ခုကဘာတွေလဲဆိုပြီးတော့နားထောင်ကြည့်လိုက်တော့နံပါတ်1ချက်က UNG ကတော်လိုင်းရေးကိုဥဆောင်နိုင်စွမ်းရှိတယ်တဲ့ UNG ရဲ့ဥဆောင်မှုကိုအကျွမ်းမဲ့ယုံကြည်ရမယ်တဲ့ဘာအကြောင်းတို့မှမပါဘဲနဲ့နော်ပလေးကြီးကိုမှားတမ်းချွေနေတာပြီးတော့သူကဒါဘုရားဟောပါဠိစာတွေတော့မှပဲဒါအကူအကလှုပ်ထားလိုက်နေတယ်ကျွန်တော်ပြောတဲ့စကားကိုနားထောင်လို့ရှိရင်နော်ခင်ဗျားတို့ယုံကြည်လို့ရှိရင်ဒီတော်လိုင်းနိုင်ရမယ်လို့တေချာပေါက်ပြောနိုင်တယ်တေချာပေါက်ခင်ဗျားတို့ဂတိပေးနိုင်တယ်ဟဲ့တော့ဒီမျိုးတော်လိုင်းရှင်နိုင်မှာလားလို့မေးလို့ရှိရင်နိုင်မယ်လို့ယတိပြပြောမယ်ဘလုံးနိုင်မှာလဲဆိုလို့ရှိရင် NUG ရဲ့ဥဆောင်မှုနဲ့နိုင်မယ်လို့ပြောမယ်ဆိုတော့ဒီမျိုးတော်လိုင်းကနိုင်မယ်အောင်ပွဲစီကို NUG ကဥဆောင်ပေးနိုင်မယ်ဒါကိုကျွန်တော်တို့ကအကျွမ်းမဲ့ယုံကြည်ရမယ်ခင်ဗျားတို့ဗုဒ္ဓဘာသာဝင်နေဆိုရင်သိကြတယ်နော်သိကြမယ်မြန်စိတ်တွေနဲ့နေ့ရက်ထိလောကောဆိုတာနော်စိတ်ကလောကကြီးဥဆောင်နေဆိုနော်စိတ်ကတကောရှင်ပဲကျွန်တော်တို့စိတ်ထဲမှာအပြည့်ယုံကြည်နေရပါနော်ဟုတ်လားကျွန်တော်တော်လိုင်းဖြစ်တမ်းမှုနော်ကြားပြီအခုယုံကြည်တယ် NUG ကိုအပြည့်ယုံကြည်တယ် NUG ဒီတူနေဦးတော်လိုင်းကိုနော်အောင်နိုင်အောင်ဆွမ်းဆောင်နိုင်မယ်ဆိုတာအခုယုံကြည်တယ်မျိုးရံအောင်တဲ့အနေအထားကိုကြည့်ရတာကကျွန်တော်တို့ကြားဘူးတဲ့ဒါကြက်တွေရွေး3កောင်ကြေး3កောင်ပုံမြင်လိုမျိုးဖြစ်နေတယ်ဝယ်မဲ့သူတယောက်ကအကြေးငှက်ရောင်းတဲ့ဆိုင်ကိုလာပြီးတော့မေးတယ်ဒီပရမတ်တကောင်ကဘယ်လောက်လဲပေါ့ဒီတကောင်ကတော့ဒေါ်လာ1000ပါပေါ့ဒါဆိုင်ရှင်းကပြန်ပြောတယ်ဒေါ်လာ1000ဆိုမများဘူးလားဘာကြောင့်လဲပေါ့မဟုတ်ဘူးတဲ့ဒီကောင်ကဒါအင်္ဂလိပ်လိုစကားပြောတတ်တယ်ပေါ့ဒါကြောင့်မလို့ပေါ့ဟုတ်လားပေါ့ဆိုင်ဒါဒုတိယကောင်ကဘယ်လောက်လဲဒုတိယကောင်ကကျတော့ဒေါ်လာ2000ပေါ့ဒီကောင်ကဘာလို့2000ဖြစ်သွားလဲဆိုတော့ဒီကောင်ကကျတော့အင်္ဂလိပ်စကားဖြစ်တရုတ်စကားပါပြောတတ်တယ်ပေါ့ဒါကြောင့်ဒီကောင်ကဒေါ်လာ2000ပေါ့ဆိုတော့နောက်ဆုံးတစ်ကောင်ကဘယ်လောက်လဲပေါ့နောက်ဆုံးတစ်ကောင်ကတော့ဒေါ်လာ9000ပေါ့သူကဒေါ်လာ9000ဆိုတော့ဘာတွေများတက်လို့လဲပေါ့ဒီကောင်ကဘာမှမတက်ဘူးဘာမှမတက်ဘူးတဲ့သူ့ကိုဘာလို့ဒေါ်လာ9000တက်မှတ်ထားလဲဆိုတော့ဒီကောင်ကဘာမှမတက်တာတဲ့ကျန်တဲ့ကောင်တွေကတော့သူ့ကိုဆရာကြီးဆိုပြီးခေါ်တာပေါ့အဲ့တော့ဒီကောင်ကဒေါ်လာ9000အဲ့လိုမျိုးဖြစ်တယ်အဲ့တော့သူပြောနေတာတွေကဒါသူ့ရဲ့ခွင့်ရေးပေါ့လေဒါသူ့ရဲ့ right to speak ပေါ့ဒါကပြဿနာမရှိပါဘူးဒါပေမဲ့သူပြောနေတဲ့အချက်လက်တွေမှန်မှန်ဆိုတာနဲ့ပြီးတော့သူပြောလိုမျိုး UNG ကိုဝေဖန်ရင်ဒလန်တို့တစ်ခွေးတို့တော်လိုင်းကိုဖျက်ဆီးနေတဲ့သူဆိုတဲ့ဒီအယူဆတွေကတော့ဒါကကြတော့လက်ခံပေးလို့မရတော့ဘူးလေအဲ့တော့သူပြောနေတဲ့အချက်လက်တွေကမှန်ကလားသူကင်ဆွဲထားတဲ့အယူဝါဒကမှန်လားဆိုတာကကျွန်တော်တို့ကကိုယ်ပိုင်ဉာဏ်နဲ့ဒါစင်ဉာဏ်သုံးသပ်မှာပဲရမှာပါအဲ့တော့မျိုးရံအောင်သိပြောလို့မျိုးဟုတ်လားကိုယ့်ရဲ့စိတ်ကယုံကြည်မှုရှိရင်အရာရာဖြစ်လာတယ်ဆိုတော့ဒါအယူဆကမှန်ရင်လားသူကတော့ဒီဘုရားဟောပါဠိတွေဖြစ်တဲ့အစိတ်တေနအနိယတိလောကောဆိုတာပေါ့နော်ဒီပါဠိအသုံးလုံးနေရဆိုသူကဒါကိုးကားပြီးတော့တော်ပါတယ်အဲ့ဒီမှာပဲဒါမျိုးရံအောင်သိနဲ့ဗုဒ္ဓနဲ့အဲ့ဒီမှာလည်းစပြီးတော့လွဲတော့တာပဲဘုရားဟောရတဲ့စိတ်တေနအနိယတိလောကောဆိုတာကစိတ်ရဲ့တဘာဝကိုဟောရတာစိတ်ကဖြစ်အောင်လဲဥဆောင်တယ်ပြက်အောင်လဲဥဆောင်တယ်အဲ့တဘာဝကိုဟောရတာယုံကြည်မိနဲ့မဆိုင်ဘူးဒါကြီးတစ်ခုကိုထိုင်ယုံကြည်နေုံနဲ့ဒါကြီးဖြစ်လာလိမ့်မယ်ဆိုတော့ပုံစံမျိုးကိုဒါဗုဒ္ဓမြတ်စွာဘုရားကဟောခဲ့တာမဟုတ်ဘူးဒီအလို့တစ်ခုပြီးမြောက်ဖို့ဆိုရင်ဒါတမ္မာဒိဋ္ဌိတို့တမ္မာတမာရီတို့တမ္မာဝါယာမတို့ဆိုတာအများကြီးပါတာဟုတ်ဒါကြီးကဘုရားဟောပြီးသားဗုဒ္ဓမြတ်စွာဘုရားကယုံကြည်မှုအပိုင်းနဲ့ပတ်သက်လာရင်ကာလမတုတ်ဆိုတာတစ်ခုကိုအတိအလင်းဟောခဲ့ပြီးသားမျက်စိကမြင်တိုင်းလည်းမယုံနဲ့နားကကြားတိုင်းလည်းမယုံနဲ့သူတစ်ပါးပြောတိုင်းလည်းမယုံနဲ့အစရှိသဖြင့်ပေါ့ဗျာကိုယ်ပိုင်ဉာဏ်နဲ့စိတ်ဉာဏ်ပြီးမှပဲယုံဆိုပြီးတော့ဘုရားမြတ်စွာဘုရားကဒီကာလမတုတ်မှာဒါအတိအလင်းဟောခဲ့ပြီးသားအဲ့တော့ဒီစိတ်တင်တာနိယတိလောကောဆိုတာဒီယုံကြည်မှုနဲ့သက်ဆိုင်တဲ့အရာမဟုတ်ဘူးဒါကစိတ်ရဲ့သဘာဝကိုပြောတာဘယ်တော့တင်းကအဲ့ဒါကိုဒါကြီးယုံကြည်ဒါကြီးဖြစ်လာနိုင်မယ်ဆိုပြီးတော့ပြောရရင်တော့တမ္မာဒိဋ္ဌိတို့တမ္မာသင်္ကပ္ပတမ္မာဝါယာမဆိုတဲ့အစစ်အနေတော့ပါကြမှာလို့ပဲနဲ့ဒီယုံကြည်နေုံနဲ့ဒီလိုအောင်ပွဲတင်နိုင်မယ်လေဆိုတာမျိုးကိုဒါပြောရတာတဲ့ကဒါပြောတာအဲ့တော့ဗုဒ္ဓမြတ်စွာဘုရားနဲ့မျိုးရအောင်တဲ့ကအဲ့ဒီမှာပဲစလွဲတာ
နောက်တစ်ချက်ကကြတော့သူပြောတာကြီးကိုယုံကြည်ရအောင်ဒီမျိုးရနောင်သိန်းဆိုတဲ့ပုဂ္ဂိုလ်ကရောဘယ်ဟုတ်ငါသူကသူ့ရဲ့ခံမှန်းချက်တွေတော့ခံမှန်းချက်တွေကမှန်ခဲ့တာရှိလို့လေဒေါ်လာရေးစပါတော့ဆိုရင်လည်းဒါနောက်3လဆိုရင်နိုင်ပြီနောက်6လဆိုရင်နိုင်ပြီဆိုပြီးတော့သူပြောခဲ့တာတွေရှိတယ် เจ้าเนี่ยတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာရှိတယ်။နောက်အခုတချို့မိဘတွေစဉ်းစားကြလိမ့်မယ်ငါတို့သားသမီးတွေကျောင်းမထားလို့ရှိရင်တစ်နှစ်တော့အောက်မှာပဲစဉ်းစားကြမှာရှိတယ်။အဲ့တော့ကျွန်တော်ဆွေးနွေးချင်တာကကျွန်တော်တို့ရဲ့တော်လန်ရေးကြီးတိုက်ပွဲနိုင်ငံလုံးဆိုင်ထိုးစစ်ကြီးဆင်တော့မှာအဲ့ဒီကမှဆိုကျောင်းတွေပိတ်ရမှာပဲ။ကိုကမှကိုသားသမီးကိုကောင်းစေကျွန်တော်အားကြည့်လို့ကျောင်းသွားထားရတယ်။တော့စစ်ခွေးအားရရုံမှစွာဘုံဖောက်ထားတဲ့ကြုံလို့ရှိရင်ကိုသားသမီးတွေလက်ပြက်ချေပြက်ဖြစ်ကြမှာ။ဒါတော့အားလုံးသိထားစေချင်တယ်။ကိုသားသမီးတွေအကောင်းတိုင်းရှိစေချင်ရင်ကျွန်တော်တို့ဒီတော်လန်ရေးကြီးကနောက်၄၅၆လဆိုပြီးပြီနော်အားလုံးပျော်ရွှင်ရပြီ လွန်ခဲ့တဲ့တစ်လကဆိုရင်လည်းအယူဂျီကပေါ့နော်ဒီတော်လိုင်းကြီးကိုနောက်3နှစ်အတွင်းဒါနိုင်အောင်တိုက်နိုင်တယ်ပေါ့3နှစ်ပြောနေနောက်3လဆိုရင်တော့တိတာတင်ရှားတဲ့ရလဒ်တွေတွေ့ရလိမ့်မယ်ဆိုပြီးသူပြောခဲ့တယ် နော် YouTube ဗီဒီယိုထဲမှာတော့ရှာကြည့်တွေ့လိမ့်မယ်3လအတွင်းအောင်မြင်မယ်လို့ကျွန်တော်ဘာကြောင့်ပြောတာလဲအောင်မြင်မှာ3လအတွင်းမှာတိတာထင်ရှားတဲ့အောင်မြင်မှုရမယ် လူရောပြီးတစ်လကြာမှာပဲဒီမိုးကုတ်ကနေပြီးတော့တော်လိုင်းတက်တွေကတော့စုတ်ခွာလိုက်ရပြီသူဟောတာရအဲ့လောက်ထိမှန်တာပေါ့နော်သူရဲ့အနေထားအဲ့တော့ဒီလေပုဂ္ဂိုလ်တယောက်ပြောရင်တော့ကျွန်တော်တို့ကဘာကြောင့်မျက်စိမှိတ်ပြီးတော့ယုံကြည်ရမှာလဲကျွန်တော်တို့ကကိုယ်ပိုင်ဉာဏ်ပါတယ်လေကျွန်တော်ပြောသလိုမျိုးပေါ့နော်ဒါပုဂ္ဂိုလ်ကြီးတိုက်ခဲ့တာမဟုတ်ပါဘူးသူကဒါကြီးကိုပေါ့နော်ဒီဒေါ်လာရေးနဲ့ပတ်သက်ပြီးတော့ဘိုင်ဖို့စီးနေပေါ့နော်လူတွေကို brainwash လုပ်နေတဲ့အတွက်ဒါကိုကျွန်တော်ကပြန်ထောက်ပြတာသူရဲ့ဒီ privacy ကိစ္စတွေအမှုကိစ္စဘာညာတွေအဲ့ဒါတွေကိုကျွန်တော်စိတ်ဝင်စားဘူးအဲ့ဒါတွေကိုကျွန်တော်တို့ထည့်ပြောစရာအကြောင်းမရှိဘူးဒီဒေါ်လာရေးနဲ့ပတ်သက်တဲ့သူ့ရဲ့ဝါဒဖြန့်နေမှုသူရဲ့အမြင်တွေကိုပဲဘယ်လောက်မှားယွင်းနေတယ်ဆိုတာတခုကိုကျွန်တော်ကထောက်ပြတာအဲ့သူပြောခဲ့တဲ့ညရဲ့မှာမှန်ရတာလည်းဘာတစ်ခုမှမရှိဘူးလေနောက်ပြီးတော့သူကဒါသူ့ကိုရန်ကုန်မှာဒါ American State က Ranger ရတော့မှာပဲเนาะဒါ Ranger တပ်ဖွဲ့ရတော့မှသူ့ကိုလာကဲထုတ်ခဲ့တယ်ဆိုတဲ့တို့တွေစက်ကြောခဲ့တာလေဆိုတော့ကျွန်တော်အသေးသေးမရှိရတယ်ပေါ့နော်တိလို့ပုဂ္ဂိုလ်တရားကိုဒီ Ranger ကလာကဲထုတ်ပေးစရာအကြောင်းမရှိဘူးလေ ကျွန်တော်ကိုရန်ကုန်ကနေပြီးတော့မှကဲထုတ်ပြီးတော့မှကျွန်တော်ကဲထုတ်ပြီးတော့မှထိုင်းကိုပို့ပေးတာ American က Ranger စေရန်ကုန်မြို့ထဲဝင်လာပြီးကျွန်တော်လာကဲထုတ်တာ ပြီးတော့ဒီလိုမျိုးကိစ္စတွေမျိုးပေါ့နော်အလူကြီးအဆောင်ရှောက်တို့ပုဂ္ဂိုလ်ကြီးအဆောင်ရှောက်တို့ဆိုတာကဒါက Ranger ရဲ့တာဝန်လည်းမဟုတ်ဘူး Ranger ရဲ့တာဝန်တွေဆိုတာကသူတို့ကဒါရန်သူစခန်းတွေကိုဒါလင်းငိုက်ဝင်စီးတယ်ပေါ့နော်ဒါနေရာမျိုးတွေပြောရရင်တော့ဒါအနိကတိုက်ပွဲတွေမှာသုံးဖို့အတွက်ဒါသူတို့ကိုဒါ train လုပ်ပေးထားတာလေ့ကျင့်ပေးထားတဲ့တပ်ဖွဲ့တွေဒါလေစိတ်ကိုဒါရုတ်တရက်ဝင်စီးတဲ့မျိုးတွေပြောရရင်တော့အမြန်ဝင်အမြန်ထွက်ပေါ့ဗျာအဲ့လိုစစ်စင်ရေးမှာသုံးဖို့အတွက်ဖွဲ့ထားတယ်ဒါကတပ်ဖွဲ့တွေမြေရနောင်သိန်းလို့လူတယောက်ကိုဒါ American ပြည်တော်စုကြီးရတယ်ပြီးတော့ Ranger တွေလွတ်ပြီးတော့ကဲတင်ပေးရလောက်အောင် American စစ်တပ်ကရော American ပြည်တော်စုရောတော့ရေးဈေးမပေါ်ဘူးလေဒါရအတိတ်ပဲမရှိဘူးလေအမျိုးရနောင်သိန်းလို့အနေထားအောင်ပြောနေတကယ်ကိုဒီ American သမ္မတတွေတို့အတူသမ္မတတွေတို့ပုဂ္ဂိုလ်တွေအခရီးထွက်မယ်ဆိုရင်တော့ Ranger ကအဆောင်ရှောက်လိုက်ပေးရတာမဟုတ်ဘူးသူတက်ဆိုင်ရာ secret service တွေရှိတယ်ဒါ Marine တပ်ဖွဲ့တွေရှိတယ်သူတို့တွေကပဲဒါလုံခြုံရေးလိုက်ပေးရတာအဲ့တော့ဒီလိုမျိုးတွေပေါ့ဗျာနော်ဒီလိုမျိုးတွေရှောက်ပြောနေတဲ့လူတယောက်ရဲ့အနေထားကိုဒါကခံမှန်းကြည့်လို့ရနေပြီပဲအဲ့တော့သူပြောနေတာကတော့ဒါသူ့ရဲ့ပြောပိုင်ခွင့်ပဲဒါကိုကျွန်တော်တို့ကလက်ခံတယ်ဒါပေမဲ့သူကဘယ်လိုတွေပေါင်းချော်တာလဲဆိုတော့သူပြောသမျှကလားအမှန်ဟာလာဒီ energy ကိုဝေဖန်တိုက်ခိုက်နေတဲ့ကောင်တွေကတကယ်ကိုဒလန်တွေတချိုတွေဒီကောင်တွေကစစ်တပ်ကလွတ်ထားတဲ့ကောင်တွေပဲဒါအယူဆတွေကိုသူ့ရဲ့ဒီပေါ့နော် energy ထောက်ခံလို့လူစုပေါ့လူပိန်းအုပ်စုပေါ့ဗျာအဲ့ဒီလူပိန်းအုပ်စုတွေမှာဖြန့်ဝေလာတာကကြတော့ဒါကမြေပြင်မှာတကယ်ရှိနေတဲ့သူတွေအတွက်ဆိုရင်ဒါကအနေရမ်းကြီးတယ်ဒီ user မျိုးကကြတော့လက်ခံလို့မရဘူးဒီလို user တွေတွဲနေတဲ့လူမျိုးကိုကျွန်တော်တို့လက်ခံပေးလို့မရဘူးသူကကြတော့တကယ်ကိုလွတ်မြောက်ရအမေရိကန်မှာနေတယ်ဒီဒေါ်လာရေးရှိုးသွားခဲ့ရင်လည်းတကယ်တော့သူနဲ့ဘာမှမဆိုင်တော့ဘူးသူကပြန်လာပြန်မှမလို့တာဒီဒေါ်လာရေးမနိုင်ခဲ့ရင်အယူကြီးရဲ့ဥဆောင်မှုညံ့ဖျင်းလို့ဒေါ်လာရေးမနိုင်ခဲ့ရင်တကယ်လည်းခံရမှာကကျွန်တော်တို့တွေမြန်မာပြည်ကပြည်သူတွေပြည်ရအောင်သိနဲ့မဆိုင်ဘူးအဲ့ဒီချိန်မှာမျိုးရအောင်သိကလည်းသူတာဝန်ခံမှမယ်ဆိုပြီးတော့သူ့ကိုသူတက်စီလောင်းပြီးတော့မီးရှို့မဲ့ကောင်မဟုတ်ဘူးသူရဲ့အကောင့်တွေကိုဖြတ်အကုန်ဖြတ်ပြီးတော့သူကအမေရိကန်မှာဒါလေးပဲနေသွားမှာအဲ့တော့ဒီလိုလူတယောက်ကသူ့ဘက်ကလေးကြီးကထင်ရမြင်ရရှော့ပြောနေတာတွေကိုကျွန်တော်တို့လက်ခံပေးလို့မရဘူးအဲ့တော့မျိုးရအောင်သိပြောလို့မျိုးအယူကြီးကတော်လိုင်းရေးကိုဒါဥဆောင်နိုင်တာရှင်းနေပြီလားအယူကြီးထဲမှာခေါင်းဆောင်မှုစွမ်းရည်တွေကြည့်ဝနေပြီလား
သူကဒါအကြောင်းကျမဲ့ဒါမြက်ကန်းထောက်ခံမှုကိုစော်နေတာအယူဂျီထံမှာဒီတော်လိုင်းရေးကိုဥဆောင်နိုင်စမ်းရှိမရှိသိချင်ရင်အယူဂျီထံမှာခေါင်းဆောင်မှုစွမ်းရည်ရှိမရှိဆိုတာကိုသိချင်ရင်ခေါင်းဆောင်မှုစွမ်းရည်ဆိုတဲ့အတမတ်ချက်တွေမာပြီးမှာရောတခြားဘက်တိုင်းပြည်တွေမှာရောပေါ်ပေါက်ခဲ့တဲ့တော်လိုင်းခေါင်းဆောင်တွေရဲ့အပြုတ်မှုတွေဒါအကျဉ်းစရိုက်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်အဲ့လိုနှိုင်းယှဉ်ကြည့်လိုက်ရင်အယူဂျီမှာတာဝန်ထမ်းဆောင်နေတဲ့ဒီဝင်ကြီးတွေပေါ့နော်တာဝန်ရှိသူတွေရဲ့အရေးချင်းတွေခေါင်းဆောင်မှုအရေးချင်းတွေကအခြားသောဒီကဘာရဲကတော်လိုင်းရဲ့အတွင်းကခေါင်းဆောင်တွေရဲ့ခြေကားကိုတော့မမီသေးတာကိုတွေ့ရလိမ့်မယ်အဲ့တော့ခေါင်းဆောင်ဆိုတာကအသည့်ရဲ့လက်အောက်ငယ်တာအားလုံးပြည်သူအားလုံးပေါ်မှာလွှမ်းမိုးနိုင်မှုဆက်ပြဖြစ်မှုတာဝန်ယူမှုယုံကြည်မှုတည်ဆောက်နိုင်မှုတွေနဲ့ပြည့်စုံမှာခေါင်းဆောင်လို့ခေါ်တာခေါင်းဆောင်ရဲ့စံနှုန်းသတ်မှတ်ချက်ကအဲ့ဒါပဲအဲ့တော့ဘယ်တော်လိုင်းကြီးရဲ့ဖြစ်ဖြစ်တော်လိုင်းကြီးတည်းရဲ့အောင်မြင်မှုဆိုရင်ခေါင်းဆောင်မှုစွမ်းရည်ရှိကိုရှိရမယ်ကိုယ့်ရဲ့ကိုယ်ကျင်တရားကိုအခြေခံပြီးတော့ကိုယ့်ရဲ့ကိုယ်ကျင်တရားကိုတည်ဆောက်ပြီးတော့လူလူကယုံကြည်မှုရအောင်လဲတည်ဆောက်နိုင်ရမယ်ပြီးတော့ကိုယ့်ရဲ့ဒီတော်လိုင်းရေးပေါ်မှာစားလဲဒီစိတ်တွားလဲဒီစိတ်ဆိုတဲ့စိတ်နဲ့ကြီးသွက်နိုင်ရမယ်ဘယ်ချိန်ပဲကြီးအမြဲတမ်းအတုဖြစ်နေရမယ်တက်ကြွနေရမယ်ဒီမြတ်တောင်တဆုံးခက်ကြိုတွေးတဲ့ဉာဏ်ကြီးပေါ့ပြောရင်ဘယ်ကြောင့်တရားမြင်ရရဲ့ဘယ်ကျိုးတရားဖြစ်လာနိုင်လဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဒီမြင်နိုင်တဲ့မဟာဗျူဟာအမြင်လဲရှိရမယ်အဲ့တော့အရေးကြီးတယ်မှာအဒီအချက်တွေကိုရှိလို့လားကျွန်တော်ကအရင်ပြည်ကိုဒုဒကဆွဲချပြီးတော့တိုက်ခိုက်နေတာမဟုတ်ဘူးဒါသူတို့ရဲ့လိုအပ်ချက်တွေကိုထောက်ပြနေတာရိုးရအောင်တင်းတို့ပြောလို့မျိုးမျက်စိမိတ်ပြီးယုံကြည်ရအောင်ကအရေးကြီးရလူပုဂ္ဂိုလ်ရဲ့ထံမှာကျွန်တော်ပြောတဲ့ဒီအရေးချင်းဒီတတ်မှတ်ချက်တွေနဲ့ပြည့်စုံနေပြီလားဟောတကယ်ရောအရေးကြီးဆိုတာကဒီအာဏာသိမ်းခံလိုက်ရတဲ့2021မှာပြည်သူတွေကအာကိုတချင်းနဲ့တတ်မှတ်ပေးလိုက်တဲ့ဒီအစိုးရအဖွဲ့မှာသူတို့ဟာသူတို့ယာတိယူထားကြတဲ့အဆင့်မှာပဲရှိသေးတယ်ဒီနေ့ဒီချိန်ထိခေါင်းဆောင်မှုဆိုတဲ့အဆင့်ကိုရောက်မလာသေးဘူးခေါင်းဆောင်မှုဆိုတဲ့အဆင့်ကိုတက်လှမ်းနိုင်ခြင်းမရှိသေးဘူးငါသိကြည့်ခဲ့ပြီအဲ့တော့ယာတိဆိုတာကခက်အပ်လို့ရတယ်ဘယ်သူကိုမဆိုဟလာဒါဘယ်သူကတော့ဘာတာဝန်ယူလိုက်ပါဆိုပြီးတော့ကျွန်တော်တို့ကယာတို့တွေပေါ့နော်ဒါ appointment နေကျွန်တော်တို့ခက်အပ်ပေးလိုက်လို့ရတယ်ဒါပေမဲ့ခေါင်းဆောင်မှုဆိုတာကတော့ကိုယ်တိုင်ပဲတည်ဆောက်ကြရတာအဲ့ဒီလိုခက်အပ်ခြင်းယာတို့တစ်ခုခက်အပ်ခြင်းခံလာရတဲ့သူကသူ့ရဲ့ခေါင်းဆောင်မှုကိုကြတော့သူကိုယ်တိုင်ပဲတည်ဆောက်ရတာဥပမာပြောရရင်ဒါကဘာနိုင်ငံတည်တည်မှာစစ်တပ်ကတော်တွေဆိုရှိတယ်ဒါအမေရိကန်မှာလည်း West Point တို့ဒါအင်္ဂလန်မှာဆိုရင် Stinhead တို့ဆိုစစ်တပ်ကတော်တွေရှိတယ်အဲ့စစ်တပ်ကတော်တွေကနေပြီးတော့ဗိုလ်လောင်းတွေကိုသူတို့ကလေ့ကျင့်ပေးတဲ့အခါမှာသူတို့ရဲ့စစ်တပ်ကနေပြီးတော့အဲ့ဒီဗိုလ်လောင်းတွေကိုဒုဗိုလ်ဖြစ်ယာတို့ခက်အပ်ပေးလိုက်ကြတယ်တက်စုမှုတွေပေါ့နော်တက်စုမှုတွေခက်အပ်ပေးလိုက်ကြတယ်အဲ့တော့အဲ့ဒီဗိုလ်လောင်းတွေကသူတို့ကိုသူတို့ရဲ့စစ်တပ်တွေကခက်အပ်ပေးလာတဲ့ဒုဗိုလ်ဆိုတဲ့ယာတို့ကတော့သူတို့ပခုံးပေါ်ကိုရောက်လာတယ်ဒါပေမဲ့သူတို့တကယ်တမ်းတာဝန်ယူရမယ်သူတို့တက်စုတစ်ခုကိုသူတို့တက်စုမှာရှိတဲ့ရဲဘော်တွေရဲ့လေးစားမှုယုံကြည်အကူမှုလေးစားမှုချစ်ခင်မှုဒီလိုအနေအထားတွေကိုတိစောက်ပြီးကမှပြည့်ရထားတဲ့ရည်မှန်းချက်တာဝန်တွေကိုအကောင့်တွေဖော်နိုင်မှုအတွက်ဆိုရင်တော့သူတို့ရဲ့ခေါင်းဆောင်မှုကိုသူတို့ကိုယ်တိုင်ပဲတိစောက်ရတာအမေရိကန်စစ်တပ်ကခန့်လိုက်တဲ့ဒုဗိုလ်ပဲဆိုတဲ့ပုံစံနဲ့သွားပြီးတော့တပိတန်တမိန်နဲ့လှုပ်လို့မရဘူးအဲ့ဒါကအလုတ်ဖြစ်ရုံပဲရှိမယ်တကယ်ကြတော့ကိုလက်အောက်ကနေပြီးတော့ကိုပေးတဲ့ညမင်းကိုလိုလိုလားလားနဲ့ယုံကြည်မှုတွေနဲ့အာကိုတချင်နဲ့လိုက်ပါလာနိုင်အောင်ဟလာပိတ်သွင်းနိုင်တဲ့စွမ်းရည်ကိုခေါင်းဆောင်မှုစွမ်းရည်လို့ခေါ်တာအဲ့ဒီကိုခေါင်းဆောင်မှုစွမ်းရည်တွေကိုတိဆောက်ရတာဒိုနီတူစားပဲကျွန်တော်တို့ရရွေးကောက်ပွဲရနေပြီးတော့ကျွန်တော်တို့တွေယုံကြည်အားကိုးရတဲ့သူကိုကျွန်တော်တို့ main PP ကမှတမရဖြစ်တင်ပြလိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ကပြည်သူတင်ပြပေးနိုင်တဲ့တမရဆိုတဲ့ຢာတို့ကိုပဲခက်အချင်းခံရတာဖြစ်တယ်ဒါပေမဲ့သူကသူ့ရဲ့ကာလအတွင်းမှာဒီပြည်သူအားလုံးရဲ့ယုံကြည်အားကိုးမှုလေးစားချစ်ခင်မှုဟလာဒီအချက်တွေကိုရရှိအောင်တော့အဲ့ဒီခေါင်းဆောင်မှုကိုသူကိုယ်တိုင်ပဲတည်ဆောက်ရတာသူကအဲ့ဒါကိုမတည်ဆောက်နိုင်ရင်ပြည်သူကခန့်အပ်ပေးနိုင်တဲ့အမိကတမရဆိုတဲ့ຢာတို့မှာပဲသူကရှိနေမှာຢာတို့နဲ့ဒါခေါင်းဆောင်မှုနဲ့ဆိုတာကအဲ့လိုကွဲပြားတယ်ຢာတို့ယူထားတိုင်းခေါင်းဆောင်မဖြစ်ဘူးကျောင်းသားခေါင်းဆောင်တခင်အောင်ဆန်းကိုဒါမြန်မာပြည်သူတွေကအလွတ်လပ်ရေးအတွက်ကြိုးပမ်းပေးဖို့ဆိုပြီးတော့ပြောရရင်တော့ဒါလူလူခေါင်းဆောင်ဖြစ်ဒါသတ်မှတ်ပေးလိုက်တယ်အဲ့ဒီတခင်အောင်ဆန်းကမြန်မာတနိုင်ငံလုံးရဲ့ဤသားယုံကြည်မှုချစ်ခင်မှုရအောင်တော့သူကိုယ်တိုင်ပဲတည်ဆောက်ခဲ့ရတာဟလာရန်ကုန်မြို့ကတက္ကသိုလ်ဒါဝင်းတစ်ခုကနေပြီးတော့ဟလာ
ဝင်တေးသေးလေးတစ်ခုကနေပြီးတော့ဒါခေါင်းဆောင်ဖြစ်တင်ညွှန်လိုက်တဲ့ပုဂ္ဂိုလ်ဟာဒီတနိုင်ငံလုံးကလူသားမောင်းများစွာရဲ့ယုံကြည်အားကိုးမှုချစ်ခင်မှုလေးစားမှုရအောင်တော့သူကိုယ်တိုင်ပဲတည်ဆောက်ရတာသူကိုယ်တိုင်ပဲတည်ဆောက်ခဲ့တာဒေါ်ဆန်းစုကြည်ဆိုရင်လည်းကျွန်တော်တို့က1988မှာသူ့ကိုလူခေါင်းဆောင်ဖြစ်ဒါမြန်မာပြည်သူတွေကတတ်မှတ်လိုက်တယ်အဲ့ဒီချိန်တုန်းကတော့ဒါကဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့ပြောလင်းချက်တစ်ခုနဲ့သူ့ကိုလူခေါင်းဆောင်ဖြစ်တတ်မှတ်လိုက်တာဒါပေမဲ့ဒီဒေါ်ဆန်းစုကြည်ကမြန်မာပြည်သူအများစုပေါ့နော်မြန်မာပြည်သူအားလုံးရဲ့လေးစားယုံကြည်မှုချစ်ခင်မှုအားကိုးမှုရအောင်အဲ့ဒီခေါင်းဆောင်မှုကိုသူကိုယ်တိုင်တည်ဆောက်ခဲ့တာကပြီးတော့သူ့ကိုလူခေါင်းဆောင်ဖြစ်တတ်မှတ်တော့သူ့အဖေရဲ့ပေါ့နော်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးမို့လို့ဆိုရဲတတ်မှတ်ချက်တစ်ခုပါရင်ပါလိမ့်မယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်တည်ဆောက်သွားတဲ့ခေါင်းဆောင်မှုဆိုတာကြတော့သူ့အဖေရဲ့ image ကြောင့်မလို့တော့ဘူးနော်ဒီနေ့ဒီချိန်မှာဒေါ်ဆန်းစုကြည်ကဗိုလ်ချုပ်အောင်ဆန်းသမီးမဟုတ်လဲလူတို့ရဲ့ချစ်ခင်မှုယုံကြည်မှုကအပြည့်အဝရှိပြီးသားပဲဒီလိုနေတာဖြစ်အောင်သူကတည်ဆောက်ခဲ့တာING ကကျွန်တော်တို့တတ်မှတ်ပေးလိုက်တဲ့တာဝန်ပေးလိုက်တဲ့ဒါအစိုးရတွေဝန်ကြီးတွေဆိုတဲ့ຢာတို့တွေကနေပြီးတော့အဲ့ဒါတွေကိုကြော်လွန်ပြီးတော့မြန်မာပြည်သူပေါ့နော်အားလုံးရဲ့လေးစားမှုယုံကြည်မှုချစ်ခင်မှုရအောင်အဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုတည်ဆောက်နိုင်ခဲ့ပြီလားဒီ9နှစ်အတွင်းမှာမတည်ဆောက်နိုင်ခဲ့ဘူးလေသူတို့ကခန့်အပ်ထားတဲ့ຢာတို့တွေဟာကာကွယ်ဝင်ကြီးပြည်တဲ့ဝင်ကြီးဘာညာတာကဒီຢာတို့အစ်စ်နေမှာပဲရှိသေးတယ်ပြည်သူအားလုံးရဲ့လေးစားချစ်ခင်မှုထားတော့ဒီစစ်ဘောမတွေဘာတွေမပါဘူးကျွန်တော်ဒီတော်လန်ပြည်သူအားလုံးရဲ့လေးစားယုံကြည်မှုချစ်ခင်အားကိုးမှုရှိအောင်သူတို့တည်ဆောက်နိုင်ခဲ့လို့လားမတည်ဆောက်နိုင်ခဲ့ဘူးအချိန်ကြီးကြာလာလေသူတို့ကိုဒါရောရှာဆက်ဆုပ်လာတဲ့အဖွဲ့တွေမုန်းလာတဲ့အဖွဲ့တွေညားလာလေပဲဒီတော်လန်ပြည်သူတို့ကတော့အဲ့လိုဖြစ်နေတာနော်အဲ့ဒါကိုကြည့်ုံနဲ့သူတို့မှာခေါင်းဆောင်မှုစွမ်းရည်ရှိမရှိဆိုတာကအဖြေထွက်နေပြီတချို့တွေဆိုရင်ပြောကြတယ်INGကိုမရောက်လိုက်တဲ့တောင်ယုံနေဆိုပြီးပြောကြတယ်အဲ့ဒီခါလာတဲ့ကိုကျွန်တော်ကနားလဲတယ်ဘာလို့အဲ့လိုပြောလဲဆိုတော့သူကဘာလို့ကကျွန်တော်တို့အပြင်ကိုသွားတယ်လူမိုက်ချီတဲ့အိမ်ဘေးကနေကျွန်တော်တို့ဖျက်သွားတယ်အဲလူမိုက်ပေါ့နော်စောက်ကျက်မကောင်းတဲ့ကောင်ကပြေးထွက်ပြီးတော့ရိုက်တယ်ဒါကမထူးဆန်းဘူးဒီကောင်ကငကိုတွေကဒီလိုအကျင့်ရှိတဲ့ကောင်ဒီလိုနောက်ကနေချောင်းရိုက်သွားတာကဒါကမထူးဆန်းဘူးခံလိုက်ရတာကဒါကဒီကောင်ကိုစိတ်တူပေမဲ့နာကြီးပေမဲ့တိတ်မထူးဆန်းဘူးနော်ဘာလို့ဆိုတော့ဒီကောင်ကငကိုတွေကအကျင့်မကောင်းတဲ့အောက်တန်းသားကောင်လေလူမိုက်လေဒါပေမဲ့ကိုယုံကြည်အားကိုးတဲ့လူတယောက်ကကိုယ့်နောက်ကိုချောင်းရိုက်ရင်တော့လူတွေကအဲ့လူမိုက်တဲ့ပို့ယွန်တယ်ဘာလို့လဲဆိုတော့ဒါကိုယုံကြည်အားကိုးပြီးမျှော်လင့်ခဲ့တဲ့လူတွေကိုဘလို့မှဒီလိုတွေမလုပ်ရတော့ပါဘူးလို့ယုံကြည်ထားတဲ့လူတယောက်ကနောက်ကနေချောင်းရိုက်တာကိုကြတော့ပို့ယွန်သွားတယ်ဒါကြောင့်မလို့မင်းဟိုင်လည်းပို့ယွန်တဲ့အတွက်ခံစားချက်ကအဲ့လိုမျိုးခံစားချက်ပဲကိုယုံကြည်ထားတဲ့အစိုးရတရက်မျှော်လင့်ထားတဲ့အစိုးရတရက်ကတကယ်ကိုဗဟန်းပဓာတွေလို့ကိုကျင်တရားတွေလည်းမတီးဆောင်နိုင်သူ့လူကိုလူတွေခွဲခြားပြီးတော့ဗောနော်ထင်ရဆိုင်လာတဲ့စစ်အာဏာရှင်ဇယိုက်တွေစပြီးပြလာတဲ့ဟိုလူကိုပန်းဒီလူကိုပန်းမိသားစုနဲ့အဆက်အသွယ်ပေးမလို့အကြောင်းကျိုးလဲဘာမှပြန်မပြောဇယိုက်တွေပေါ့နော်အောက်ခြေကိုလည်းမနိုင်လွတ်ချင်ရတယ်လွတ်ထားပြီးဒီဇယိုက်တွေကကိုမျိုးလွတ်မထားတဲ့ဇယိုက်တွေလေငါတို့ခေါင်းဆောင်တွေကဒီလိုမျိုးလုပ်ပါမလားလို့ဘယ်သူကမှမမျှော်လင့်ခဲ့ဘူး2021မှာဒီလေကြုံရတော့မရောက်နိုင်တဲ့ပူယွန်သွားရဆိုတာကအားအကြောင်းပဲအဲ့တော့တခြားပြည်ပကတော်လိုင်းကြီးခေါင်းဆောင်တွေပေါ့နော်ခြေကွေဘာတို့ပေါ့နော်ဟိုခြေမဲတို့သူတို့နဲ့တွားမနိုင်နိုင်ဘူးကိုမြန်မာပြည်တွင်ကတကယ်တော်လိုင်းခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတို့လည်းပဲနှိုင်းကြည့်လိုက်ဗိုလ်ချုပ်အောင်ဆန်းကဒီ BIA တက်မတော်တရက်ကိုဖွဲ့ဖို့အတွက်ဟိုတရုတ်ကိုတွားလိုက်ဂျပန်ကိုတွားလိုက်နဲ့တက်ဆွန့်ဆံများတွေခိုးဟိုကတွားပြီးကပေါ့နော်ဟိုပေးလိုက်တဲ့ငွေလေးနဲ့ချစ်ကုတ်သုံးပြီးတွားပြီးကမှဒုက္ခတွေခံပြီးတော့ဒီမြန်မာပြည်ရဲ့လွတ်မြောက်ရေးအတွက်တကယ်ကိုချက်ကုတ်ချက်ခင်းနဲ့ကြိုးပမ်းခဲ့ရတာမိသွားခင်လည်းဒါတေတံပေးခံရတဲ့ခီးပေါ့နော်ရန်သူနဲ့ပူးပေါင်းပါလဲဆိုပြီးတော့အင်္ဂလိပ်ဆိုရကတေတံပေးခံနိုင်တဲ့ခီးတွေကိုတွားလာပြီးခါမှာမြန်မာပြည်သူလူထုလွတ်မြောက်ရေးအတွက်ကြိုးပမ်းခဲ့တာ BIA စစ်တပ်ကိုဖွဲ့ဖို့အတွက်ကြိုးပမ်းခဲ့တာပြီးတော့ဒီဂျပန်မှာတွားပြီးတော့စစ်ပညာတွေသင်ရတာပါရိုက်နားရိုက်တွေခံပြီးခါမှာစစ်ပညာတွေသင်ခဲ့ရတာINGကအဲ့လောက်ကြီးတွေခက်ခဲတဲ့ကီးလန်းကိုဖက်ခဲ့ရတာမဟုတ်ဘူးဒါပါတော့သူတို့မှလည်းဒီ ING မှလည်းred bull နေလိမ့်မယ်တော့မဆိုတော့ပါဘူးသူတို့မှလည်းသူတို့အခက်ခဲနေသူတို့ရှိခဲ့မှာပဲလက်ခံတယ်ဒါပေမဲ့သူတို့ဖြတ်တန်းခဲ့ရတဲ့ခီးကဗိုလ်ချုပ်အောင်ဆန်းဖြတ်တန်းခဲ့ရတဲ့ခီးတော့မကြမ်းတမ်းခဲ့ဘူးဘာလို့ဆိုခေတ်ကာလကြီးကလည်းတကယ်ကိုဒီ globalization ခေတ်လေဗျာ AI ခေတ်သတင်းချက်လက်တွေကလည်းလွယ်ကူစီးဆင်းနေတယ်ဗိုလ်ချုပ်အောင်ဆန်းတို့အဲ့ဒီကိုသွားတော့ဆိုရင်ရုံးမတန်ကြတော့ပေါ်သေးတာမဟုတ်ဘူးဖုံးဆိုလည်းစီတာမဟုတ်ဘူးစာတောင်ပို့ဖို့တော့လာနဲ့နှစ်နဲ့ကြည့်ပြီးကြားတဲ့ခေတ်လေတွေ့ပါပြီလားရန်သူလည်းတဲ့အရှင်ဘန်းခင်တွေကဘလို့အချိန်ရှိလဲညီမကြီးကဘလို့ရှိလဲပါလဲဆိုတာတခုသူကလည်းမသိကိုကလည်းမသိဆိုတဲ့အနေအထားတခုနဲ့ဒါအမောင်ခကြီးတွေမှာတွားခဲ့ရတာအခုခေတ်က globalization ခေတ်ကြီးလေ AI ခေတ်ကြီး
ဒီဖီဂျီမှာတော်လိုင်းတရက်ဖွဲ့ရတာပြီးတော့မြန်မာပြည်သူတွေရဲ့တခဲနဲ့တောက်ခံမှုကိုရထားတယ်ငွေကြီးအဖြစ်ဆိုရင်လည်းမျက်နှာငယ်စရာမလိုဘူးဗိုလ်ချုပ်အောင်ဆန်းတို့ကငွေလေးအစိတ်30လောက်နဲ့ဟာလာချစ်ကုတ်ပြီးတွားခဲ့ရတာဒီမှာကစလာကြရပြည်သူကဒေါ်လာတန်းနဲ့ချီပြီးတော့ပုံပေးထားပြီးတော့လုပ်ခဲ့ရတာမျက်နှာငယ်စရာအကြောင်းမရှိဘူးဟောအဲ့လိုနေထားနဲ့ဒါသူတို့ကဖက်ကြော်ခဲ့ရတာပြီးတော့သူတို့ကဒီ EO ရဲ့ဟာလာပိုတိုက်ပွဲတွေဝင်နေတဲ့ချိန်ဟာနောက်ပြီးတော့ဒီ1027ဆိုပြီးတော့ဟာလာလှိုင်းနေတဲ့စစ်တပ်ကိုတပ်ဖက်ရှစ်အုပ်နေတဲ့ချိန်မှာသူတို့ကမဲဆောင်းကနေပြီးတော့ဟေးနဲ့လက်ခုပ်တန်းတီးပြီးတော့ညာတန်ပေးနေတာသူတို့ပြည်တွင်းထဲမှာမရှိဘူးဒီဂါရီတမရဒူကလက်ရှိသားကနေပြီးတော့ပြန်လာခဲ့ပါဆိုပြီးခေါ်တော့မှဒါ2024နှစ်ကုန်မှာခေါ်တော့မှဒါ2025ကျမှပြန်ဝင်လာခဲ့ကြတဲ့သူတွေခေါင်းဆောင်မှုချင်းဘယ်လောက်ကွာခြားလဲဆိုတာအဲ့ဒါကအပြေပဲဒါတော့မှဒါအတင်းကျပ်ခေါ်လို့နော်မလွဲတာလို့ဒါဝင်လာခဲ့ရတာဟိုဘူကျောင်းဆန်းကဒီတန်းကြီးပေါ်ထားတဲ့စေတနာနဲ့ဒီအရင်ကြီးကလူတွေထားတဲ့စေတနာနဲ့ကအကွာကြီးသူတို့ကဒီယာယီတမရာကြီးရတာမခေါ်ရင်အမဲဆော့မှာပဲနေကြအောင်မှာအခုချိန်ဒီပြီးတော့ဒီဘူကျောင်းဆန်းတို့ဒေါ်ဆန်းစုကြည်တို့ကမြန်မာပြည်သူအများစုရဲ့ဟာလာမြန်မာပြည်သူတွေရဲ့ထောက်ခံမှုလေးစားယုံကြည်မှုကိုရသွားတယ်ဆိုတာကသူတို့ရဲ့ခေါင်းဆောင်မှုတိဆောက်တဲ့အပိုင်းမှာအဓိကအခြားသောဖြစ်တဲ့ကိုချင်းတရားကိုသူတို့ကအဓိကတိဆောက်သွားခဲ့တာမြန်မာနိုင်ငံထဲမှာဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ဆန်းစုကြည်ကိုမကြိုက်တဲ့သူတွေလည်းရှိလိမ့်မယ်ဒါပေမဲ့တေချာတာကတော့ဒေါ်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်အောင်ဆန်းကိုမကြိုက်လဲသူတို့ရဲ့ကိုချင်းတရားကိုဘယ်သူမှလက်ညှိုးထိုးလို့မရတာကတော့အတေချာပဲမကြိုက်တာကနိုင်ငံရေးအမြင်နဲ့မကြိုက်ခြင်းဖြစ်လိမ့်မယ်ဒီဗိုလ်ချုပ်အောင်ဆန်းကတခိုးပါဒေါ်ဆန်းစုကြည်ကတခိုးပါဆိုဘယ်သူမှလက်ညှိုးထိုးလို့မရဘူးလက်ညှိုးထိုးနေရဆိုတာကဒီစစ်တပ်ပြောသမျှကိုယုံနေတဲ့ဒီနလက်ပိန်းတို့စစ်တပ်ထောက်ခံသူငဘောအုပ်စုပဲရှိတာကျန်တဲ့ဉာဏ်ပညာရှိသူဘယ်သူကမှဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ဆန်းစုကြည်ကိုချင်းတရားကိုလက်ညှိုးမထိုးရဘူးသူတို့ကအဲ့လိုခေါင်းဆောင်မှုကိုကိုချင်းတရားကိုအခြေခံပြီးတော့တည်ဆောက်ခဲ့တာအဲ့တော့ IUG ကဒီနေ့ဒီချိန်သူကိုချင်းတရားကိုရဲရဲဝံ့ဝံ့ချပြတာမျိုးတည်ဆောက်တာမျိုးရှိလို့လားမရှိဘူးလေသူရဲ့ကိုချင်းတရားနဲ့ပတ်သက်လာရင်အာမခံရတာဆိုလို့ဒါကဆရာကြီးဒေါက်တာဇော်ဝေစုတယောက်ပဲတွေ့နေတယ်ကျန်တဲ့ကောင်ကြီးကလေတန်းအောင်ဟာရဲလာမဟုတ်ဘူးသူတို့ကိုချင်းတရားနဲ့ပတ်သက်လာရင်အဲ့တော့ဗျာပြည်သူလည်းယုံကြည်မှုကိုရဖို့ဒီတို့နောက်ခံ PDF ဟာလာစစ်တီတွေရဲ့ယုံကြည်မှုကိုရဖို့ဗျာဒီကိုချင်းတရားကအရေးကြီးဆုံးဆိုတာကိုသူတို့လည်းသိတာပဲဒါကခေါင်းဆောင်မှုဟာလာပညာရတဲ့မှာဒါအခြေခံကြသောအရေးကြီးဆုံးဒါအဓိကလိုအပ်ချက်ပဲဒီလိုအပ်ချက်ကိုတော့သူတို့မဖြည့်ဆည်းနိုင်တာငါတို့မခိုးကွာဆိုတဲ့စကားကိုတော့သူတို့ထုတ်မပြောရဘူးငါတို့ခိုးလို့မရအောင်ဒီလိုစနစ်ကြီးတည်ဆောက်ထားပါဆိုတာလဲထုံပြောရဘူးဒီနေ့ဒီချိန်ရဲ့စည်ရင်စိတ်ကြုပ်ဆိုတာလည်းမရှိဘူးအရေးတော့မရရအောင်ခက်မှဆိုတာလည်းမရှိဘူးရောက်တဲ့တော့မျောပြီးတော့သိရမလားနောက်6လနဲ့တခါဟိုပြောလိုက်စည်ရင်စိတ်ကြုပ်ခံရမယ်လို့ပြောလိုက်နောက်6လနဲ့တခါပြောလိုက်ဒီလေးနဲ့ပဲမျောလာတာဘယ်တော့ယုံစရာကောင်းလဲကျွန်တော်ပြောတာကမြန်မာပြည်သူအားလုံးရဲ့ယုံကြည်မှုတစ်ခုရဖို့ဒါကအရေးကြီးဆုံးဟလာဒီ PDF အားလုံးရဲ့ယုံကြည်မှုရဖို့အတွက်ဆိုရင်လည်းဒီအချက်ကအရေးကြီးတော့ဒီအရေးကြီးတဲ့အချက်ကိုတော့ငါတို့မဖြစ်မနေလုပ်မယ်လို့စိတ်ကူးမရှိတဲ့ကောင်တွေကသူတို့ကျွန်တော်ကဘာသွားယုံကြည်ရမှာလဲတချို့ PDF တပ်ဖွဲ့တွေဆိုရင်ဒါအမွေလောက်ခံနေပဲဒါမှမနာဖို့ကောင်းတယ်သူတို့အခက်အခဲရှိသူတို့အခက်အခဲရှိတဲ့အတွက်လိုက်ပြီးလူခံတာရှိတယ်လိုက်လေးတွေလှည့်ပြီးစကားပြောတာတွေသူတို့အလူခံတာတွေရှိတယ်သူတို့ကြည့်တဲ့ like လေးမှာလူလေးက30တို့40တို့သူတို့ဘလောက်သုံးစိတ်ထဲမှာခံစားရမှာလဲသူတို့ကဒီတိုင်းပြည်ကြီးအတွက်ဒီဗီဒီယိုတွေကိုဒီမိုကရေစီရပြန်တဲ့စိတ်အတွက်နဲ့သူတို့ကဟာလာတိုက်ပွဲဝင်ပေးနေတဲ့သူတွေလေအသက်တွေစွန့်ပေးနေတဲ့သူတွေလေဒီလေရင်တွေဘုံတွေဒုံးတွေကြားမှာသူတို့တွေနေထိုင်နေရတဲ့သူတွေလေဒီလေကကိုပီသူတွေအတွက်တိုက်ပွဲဝင်ပေးဖို့အတွက်ဒီကြည်စံဘိုးလေးတွေရိတ်ကာဘိုးလေးတွေအလူခံတာတော့ကြည့်မဲ့သူကလိုက်30တို့40တို့ဖြစ်နေတဲ့ဘဝတကူဘယ်လောက်ရင်နာကြကောင်းလဲအဲ့ပြည်သူကိုလေတော့အပြစ်မပြောနဲ့အဓိကချက်ကအဲ့ဒီချိန်ကဒီပြည်သူနဲ့မှာရဲကြီးတို့တိဆောက်မထားနိုင်မှာတော့ဂျားကဝင်လာတဲ့လူမန်းများကပို့ဆိုးပေါ့အဲ့တော့လူတွေကတော်လိုင်းရင်းနဲ့ခင်းခေါ်လာတယ်သူဆိုရင်တော်လိုင်းဆိုတာကိုရှီမန်းတော်ခေါင်းနဲ့မထဲတော့သူကသူတို့သွားလိုက်လာလိုက်စားလိုက်တောက်လိုက်တွေဖြစ်ကုန်ပြီအဲ့တော့အဲ့ဒီချိန်ရဲ့ဒါကောင်းဆောင်မှုစွမ်းရည်ညံ့ဖျင်းမှုအသုံးမကျမှုမှာဂျားကခံနေရတာကဒီ PDF တွေမိဘကိုယ်တိုင်ကစားဗျာအရေးချင်းမရှိယုံကြည်မှုတိဆောက်လို့မရတဲ့လူဆိုမှတော့အဲ့လူရဲ့တာသမီပတ်စံကလာတောင်းတော့ဘသူကဒါဥမာပေးတာနော်ဘသူကတိတ်ပြီးတော့ခေါင်းနဲ့ထည့်တော့မှလဲယုံကြည်တော့မှလဲတောင်းနီဘောတွေကဟာလာဟိုတွားလာဖျားဖူးတွားလာနေတဲ့သူတွေဟာလာရှိုးဝဲတွေဘာတွားလာနေတဲ့သူတွေကိုလှမ်းပြီးတော့အပြစ်ပြောချင်နေတာဒီကနေ့ဒီကောင်းနေတာလဲဒါဗုဒ္ဓနဲ့လွဲနေတဲ့ကောင်တွေအဲ့ညီဘောအုပ်စုတစုလုံးကလဲ
အကြောင်းတရားကိုသူတို့မသိဘူးအကြောင်းတရားလက်တယ်ဆိုတာမသိဘူးအဲ့လိုရှင်းနေတာပဲလေဗျာမင်းအွန်လိုင်းကလည်းသူ့ဘက်ကိုဆွဲမှာပဲဒီလူအုပ်ကိုအကြီးကြီးကလည်းသူ့ဘက်ကိုဆွဲရမှာပဲချိုးဘက်ကဆွဲရမရှိလို့အသုံးမချတော့ဒီဘက်ပါတာပေါ့ဗျာဒါအလွယ်ကူဆုံးပြောရရင်ပါတော့တဲ့လူအပြစ်ပြောရမှာလားဟိုဘက်ကဆွဲငင်ရမရှိတဲ့ငပိုးကြီးတွေကိုအပြစ်ပြောရမှာလားအပြစ်ကရှင်းနေတာပဲလူပဲလေကျွန်တော်တို့ကလူဆိုတာကဟာလားလူရဲ့စိတ်ကကြောက်ကြရမှာနေသားကြတတ်တယ်လူဆိုရတာကယုံကြည်မှုတိဆောက်ပေးနိုင်မှာမျှော်လင့်ချက်ဆိုတာပေးနိုင်မှာလူကဟာလားလူလားလားနဲ့လိုက်ပါနေမှာမျှော်လင့်ချက်ဆိုတာအရာကိုမပေးနိုင်ဘူးဆိုရင်လူဆိုတာကရောက်တဲ့အရက်မှာနေသားကြသွားတတ်တယ်အော်ခေါင်းပေါင်ဆိုတာကဒီသဘောတဘာဝကိုသိဖို့သိရမှာဒါကြောင့်ဒါပိဋိချက်ဆက်တဲ့ကဗိုလ်ချုပ်ကြီးမောင်ကိုမာတွေကစစ်ရှုံးကြီးကြောင်းတရားထဲမှာလူသဘောတဘာဝကိုမသိချင်းဆိုတဲ့အချက်တစ်ခုကိုထည့်ခဲ့တာစစ်ကောင်းဆောင်တွေကလူသဘောတဘာဝကိုမသိရင်စစ်ရှုံးမယ်ဆိုတဲ့အချက်ကိုသူ့ရဲ့စာအုပ်မှာထည့်ရေးခဲ့တာအဲ့ဒီကြံကောင်တွေကလူသဘောတဘာဝကိုဘယ်လောက်သိလို့လဲသူတို့လှုပ်ချင်တယ်လို့တယ်သူတို့နေချင်တယ်လို့နေတယ်သူတို့ချမှတ်ချင်တဲ့မူဝါဒကိုချမှတ်တယ်ပြည်သူရဲ့အတန်ဆိုတာမရှိဘူးသူတို့နားထောင်တဲ့ပြည်သူရဲ့အတန်ဆိုတာကသူ့ကိုနိုင်ငံခြားကနေလှူဒန်းနေတဲ့ဒိုနာတွေပေါ့နော်နိုင်ငံခြားရောက်မြန်မာတွေရဲ့အခမ်းအနားလေးတွေပိုင်းတွားတက်ပြီးတော့သူတို့လူရသွင်းပြီးတော့ရှင်းပြရလောက်ရှိတယ်မြန်မာပြည်တွင်းကလူတွေရဲ့အတန်ဆိုရင်သူတို့နားမထောင်ဘူးတိုးတိုးသူတို့ကိုဝေဖန်ရင်ပူတော်ဆိုးသေးတယ်လုံးဝကိုနားမထောင်တာဘယ်ချက်လှုပ်တင်တယ်လို့ပြောလိုက်ရင်တခုမှမရှိဘူးမြစ်ဒီချင်းကျွန်တော်တို့ အော်ရဲဟာပုံနကညမအောင်ဆိုရင်အပြစ်မရှိဆိုရင်လွတ်ပေးတင်ပြီးလို့အော်ရဲလူတွေအများကြီးကျွန်တော်တို့အော်ခဲ့တယ်ဖင်ရှားတော့မညံ့ဘူးသူတို့ကအဲ့တော့သူတို့နဲ့ဒီဘုကြောင့်ဆန်းတော့လားဒေါ်ဆန်းသူကြီးတို့နဲ့တော့မနိုင်နဲ့ဟောဒါသူတို့နဲ့ခစ်ပြိုင်နေဖြစ်တဲ့ဒါယူကရိန်းတမရာဇလန်စကီနဲ့ပဲသွားနိုင်ရှင်ကြည့်လိုက်ဒီဇလန်စကီဆိုတာကလည်းသူကဟာတာတီးဆိုလူရှင်တော်ဘဝကနေပြီးလာပြီးခါမှာစစ်ပွဲကြီးတစ်ခုလုံးကိုသူကုတ်ကဲပြနေတာဒီအရင်ကြီးကလူပုဂ္ဂိုလ်ဆိုတာလည်းကြပြားဆရာလို့စာရေးဆရာလို့ပုဂ္ဂိုလ်ကြီးများပါတယ်သူကအမှုပညာရှင်တွေပေါ့ဗျာဘုဘကအမှုပညာရှင်ကစစ်ပွဲကြီးတစ်ခုလုံးကိုကုတ်ကဲနိုင်တယ်စနစ်တကျနဲ့ဒီလိုကအနည်းပညာတဲ့ဘောကနေလာတဲ့ကောင်ပုဂ္ဂိုလ်တွေကဘယ်ရမဲ့လာလုံနေတာကိုခါသားပြေဆောင်ကသူ့ကိုယ်သူဟလာစစ်ကောင်းဆောင်ကြီးတယောက်ပြည့်ဟလာခံယူကျင့်သုံးနိုင်တယ်ဒီဘက်ကအမှုပညာရှင်ကဖားတစ်ပိုင်းငါးတစ်ပိုင်းနေလုံနေတာစစ်ကောင်းဆောင်လည်းမဟုတ်လွတ်တော်မှလည်းမဟုတ်ဆိုတဲ့ပုံစံတွေဖြစ်နေတာဘာကွာလဲသိချင်အဲ့တော့နိုင်စင်ကြည့်ဇလန်စကီကရုရှားကျူးကျော်စစ်စကလေးကယူကရိန်းမှာပဲရှိနေခဲ့တာသူ့ကိုဂျိုးဘိုင်နဲ့အမေရိကန်ကနေကုတ်ကဲဖို့ဆိုပြီးတော့အမေရိကန်မှာလာနေဖို့ခေါ်ရတာမတော်ဘူးဒီဟင်းကျလူပုဂ္ဂိုလ်ရဒါ2025ရောက်ကပြီးခဲ့နှစ်ကမှပြန်ဝင်လာတာဒါတော့ယာယီတမရဒူဝါလက်ရှိလာကဇွတ်ခေါ်လို့ပြန်ဝင်လာတာမတူဘူးတန်းကြီးပေါ်ထားတဲ့စေနာချင်းမတူဘူးဇလန်စကီကဟာလာသူရင်ဆိုင်နေရတဲ့ဒီရန်သူဆိုတာကတကယ်ဒါကမ္ဘာစူပါပါဝါနံပါတ်1စူပါပါဝါဆိုပေမဲ့သူကအကြောက်တရားမရှိဘူးဒီယူကရိန်းတွေမှာပဲနေထိုင်နေငါဒီမှာရှိနေတယ်ဆိုတဲ့ message တစ်ခုကိုသူတီတူတွေကိုပေးတယ်သူစစ်သားတွေကိုပေးတယ်တပိတသားတဲ့စိတ်ကိုတိဆောက်ပြီးကမှကြံ့ခံနေတာနော်ကြံ့ခံပြီးတော့ဒီရုရှားကိုတိုက်ခိုက်နေတာအဲ့တော့တခြားတွေသွားမနိုင်တဲ့ဒီအယူဂျီစတူဒန်တန်မှာဇလန်စကီရဲ့ဒီခေါင်းဆောင်မှုအင်္ဂါရက်လေးတွေတောင်မှရှိရလားဆိုတာကိုပဲအရင်သွားပြီးတော့တိုင်းတာကြည့်လိုက်ဇလန်စကီကသူ့ရဲ့စစ်သားတွေသူ့ရဲ့ဗီဒီယိုတွေကိုဟလာနေ့စဉ်တက်ဗီဒီယို message တွေပေးပြီးကမှဥဆောင်နေဒီမှာကအရင်တော့ဆိုရင်တော့ဟိုတိုင်းသားတွေကတချင်းချင်းနဲ့တွေ့နေတော့ဆိုရင်တော့ဟာတယောက်ပြီးတယောက်အင်တာဗျူးတွေတက်ဖြေကြီးကမှဒီနှစ်နိုင်မယ်နောက်နှစ်နိုင်မယ်ဟာ2024မှာစစ်ခွေးအကုန်ပြီး2025မှာစစ်ခွေးအကုန်သွားနေပြီးတော့သူလမ်းများလုံးနေပြီးတော့ဆိုပြီးတော့ force တွေတော့တစ်ခုပြီးတစ်ခုမဲဆော့ကနေထွက်ပြောနေကြတာတကယ်ဂျင်းနေကြတဲ့ကာလလေးရောက်လာတော့ဘာတမ်းမှမထွက်ကြတော့ဘူးသူရဲ့ interview လေးတစ်ခုနားထောင်မှုတော့မှ6လလောက်စောင့်ရတဲ့နေတာဖြစ်သွားတာဇလန်စကီကသူ့ပြည်သူတွေကိုအများထိတွေ့ပြီးတော့ message ပေးနေတာမတူဘူးခေါင်းဆောင်မှုဆွဲရည်ချင်းဇလန်စကီကဒီရုရှားကတိန်းထားပါတယ်ဆိုတဲ့မြို့ကိုသူတို့တိန်းထားတာမဟုတ်ဘူးသူတို့တဝက်ပဲတိန်းထားတာငါတို့တဝက်ပြန်တိန်းထားတယ်ဆိုတာကိုသူကပြသတဲ့အနေနဲ့အဲ့ဒီမြို့မှာသွားပြီးတော့နော်ရုရှားတဝက်တိန်းထားတဲ့မြို့ရဲ့မြို့ဝင်ပဆိုင်ဖို့တွေသွားပြီးတော့ဓာတ်ပုံ selfie ဆွဲပြတာအဲ့ဒါဘာလဲဆိုတော့အဲ့ active ဖြစ်မှုလို့ခေါ်တယ်သူပြည်သူရဲ့အချိန်မှာသူကမမရှိနေကြောင်း active ပြနေတာသူယူကရိန်းစစ်တပ်ကြီးရဲ့အချိန်မှာသူမရှိနေကြောင်းသူ active လုပ်ပြနေတာအဲ့ active ဖြစ်မှုကဒီအယူကြီးတန်မှာရှိတာမရှိဘူးအယူကြီးကလူတွေကဘယ်မှာနေမှန်းတော့ကျွန်တော်တို့သိရတာမဟုတ်ဘူးထားတော့သူတို့ location ရပါတော့ဘုံကျဲခံပါဆိုလို့မပြောတာကိုလက်ခံတယ်ဒီနေရာကြီးပြောစရာမလိုဒါပေမဲ့ဗျာဆိုလို့ချင်တာကတပတ်တစ်ခါပဲဖြစ်ဖြစ်ဟလာဒီနေ့နဲ့ထိတူပြီးပြောလေဒီလေသေးလဲစောက်ကွက်ကြီးပဲကျွန်တော်မြင်နေရတာရတိတ်အလုံးမဟုတ်ဘူးလေသူတို့လုံနေတဲ့အစည်းအဝေး zombie meeting တွေကိုသတင်းတွေနဲ့လာဖော်ပြတာမျိုးတော့ကဒါကပါလဲဆိုဒါကကျွန်တော်တို့ဟိုနဝတခေတ်ကိုပြန်ရောက်နေတာနဝတတော့လည်းသူကတီဗီကနေလွှင့်ပြတဲ့သတင်းမျိုးတွေနဲ့လုံနေတာ
သူဒီမဲ့ထိတွေ့လေဟာလားကိုဇလန်စကီကယူကရိန်းအတွက်အကြက်တဲတစ်ခုခုကြုံလာပြီဆိုရင် तू ကရှေ့ကနေမမထွက်ပြီးကမှဟာလား तू ကဥဆောင်ပေးတာဒီမှာကကျွန်တော်တို့ဆိုရင်ဒီကာလာတွဲမှာ state ထိခဲ့ရတဲ့ရက်တွေရှိတယ်မှာအစုလိုက်ဘုံပြောလိုက်ဘုံကျဲပြီးတည်ဆုံးခဲ့ရတဲ့အမြင်ကျွန်တော်တို့စိတ်ထိခိုက်ရတယ်နောက်ပြီးတော့စစ်မှုရန်ဥပဒေလို့ဥပဒေထွက်ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ဆိုရင်အတူတူကြီးပေါ့နော်လွတ်ချုပ်ပြီးပါရေပေါ့ဟာဒုက္ခပါပဲငါတို့တော်လိုင်းတွေလည်းဒုက္ခငါတို့သားသမီးတွေဒုက္ခဆိုတဲ့အပူလုံးကြီးတွေစိုးလာတဲ့ဒီခံစားရတာရှိတယ်အဲ့လိုအချိန်မျိုးမှာတော့အယုဒ္ဓကလူတွေကထွက်ပေါ်လာပြီးတော့ပြည်သူတွေမှာဒီလိုခံစားနေရပါလားသူတို့နဲ့ငါတို့ဘယ်လိုထိတွေ့မလဲဆိုတာမျိုးကိုသူရှိခဲ့လို့လားမရှိဘူးနေဘုံနဲ့ဆိုတဲ့ကောင်တို့ဒါအမိုရီကအတွင်းဝင်ဥမောင်မောင်ဆွေဆိုတဲ့ပုံကိုရပဲထွက်ပြီးတော့ပေါ့လို့ပဲသားစကားတွေပြောခဲ့ရတာစစ်မှုနဲ့ဥပဒေဆိုတာဘာမှအရေးမကြီးပါဘူးဒါကငါတို့အတွက်တော့ကောင်းသေးတဲ့အချိန်နဲ့တနက်ပြောင်းထည့်လိုက်ရုံပဲဆိုပြီးတော့ဘလောက်တောင်ဆိုလို့ရင်တော့အရေးချင်းကင်းမဲ့လဲဆိုတာတခုတွက်ကြည့်လိုက်ဘလောက်တောင်လူသဘောကိုမသိလဲဘလောက်တောင်ခေါင်းဆောင်မှုနဲ့မပြည့်ဝလဲဆိုတာတခုကိုသိချင်အဲ့ဒါကိုပဲကြည့်လူတွေကတောကရင်းနဲ့ဟလာရင်းနဲ့အပူလုံးကြီးစုံနေတဲ့အချိန်မှာထပ်ပြောတဲ့စကားကကလေးကလားဟာတာစကားတွေအဲ့တော့ဒီလိုခေါင်းဆောင်တွေကိုဘေးရန်တွေပြောလို့ကျွန်တော်တို့ဘယ်လိုမျက်စိနှိပ်ပြီးတော့ယုံကြည်ပေးရမှာလဲခေါင်းဆောင်မှု style ဆိုတာက၄မျိုးရှိတယ် autocratic leadership democratic leadership bureaucratic leadership laissez-faire leadership ဆိုပြီးတော့၄မျိုးရှိတယ်အဲ့တော့အရင်ကဘယ် leadership ကိုကျင့်သုံးနေရလဲဆိုတော့သဒုဒ္ဒ type ဖြစ်တဲ့ laissez-faire leadership ဟောတနည်းအားဖြင့် delegated leadership ပေါ့ဗျာအဲ့ဒီ leadership type ကိုကျင့်သုံးနေတာအဲ့တော့အရင်ကတကယ်ကိုတော့တကယ်ခေါင်းဆောင်မှု style ညင်မာတဲ့သူတွေရဲ့ stand လုံးနဲ့ကြတော့တခြားစီဖြစ်နေပေမဲ့တကယ်မဲ online ရဲ့ခေါင်းဆောင်မှုနဲ့ကြတော့တော်တော်များတော့တူညီနေတယ်အရင်ရဲ့ leadership ကမဲ online ကသူကျင့်သုံးတဲ့ leader ဖြစ်ကဒါ laissez-faire leadership ပေါ့တနည်းအားဖြင့် delegated leadership ကိုကျင့်သုံးတာအတူပြန်တော့လက်ကိုအစိမ့်ပြလို့ကြည့်ချက်လုပ်လိုက်ကွာဆိုတဲ့ဒါ leadership မျိုးကိုဒါကမဲ online ကကျင့်သုံးတာအယုံကြည်ကလည်းအဲ့ဒီ leadership တိုက်ကိုပဲကျင့်သုံးတာဒီစစ်တပ်မှာကတသွေးတန်တမိတ်ဆိုတာကစစ်တပ်ရဲ့သဘောတော်ပါလေရှိပြီးသားမင်း online ကကြတော့ဒီတသွေးတန်တမိတ်ဆိုတာကိုအခြေခံပြီးကမှသူကျင့်သုံးတဲ့ဟာလား leadership type ကကြတော့ဒီ delegated leadership type ကိုသူကျင့်သုံးတယ်သူဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုသူပြောလိုက်တယ်အဲ့ဒါကိုမင်းတို့ညီမင်းတို့ဟာလည်းကြည့်ချက်လို့အောင်မြင်ဖို့ရည်ကြီးတယ်ပြဿနာမဖြစ်စေနဲ့တော်နာဖြစ်လာခဲ့ရင်တော့ငါတာဝန်မဟုတ်ဘူးမင်းတို့ကိုအေးအေးယူမယ်ဆိုတော့ပြောရရင်ဒါကတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အကျင့်ပြတ် leadership style ပေါ့အဲ့ဒီ style ကိုမင်း online ကကျင့်သုံးတာရခိုင်စစ်ပွဲမှာဆိုရင်ဒီရိုဟင်ဂျာတွေပေါ့ဗျာဒီရိုဟင်ဂျာတက်နာမှာဆိုရင်သူကရိုဟင်ဂျာတွေကိုဆိုလိုချင်တာကသူကဘာလုပ်ရမလဲဆိုတာကိုသူကတက်ခတ်ပေးလိုက်တယ်ဘလို့နီးလက်လုပ်ပါဆိုတော့သူမပြောဘူးမင်းတို့ဘာသာမင်းတို့ဒီရိုဟင်ဂျာတွေကိုမိပဲရှိုးအကုန်လုံးပဲတတ်မင်းတို့ကြိုက်တာလုပ်လို့ရတယ်အတန်ထွက်လာခဲ့ရင်အေးယူမယ်တာငါတာဝန်မဟုတ်ဘူးငါခိုင်းတာမဟုတ်ဘူးအတန်မထွက်ခဲ့မနဲ့ပြပြကြီးနဲ့တင်တည်တယ်ဆိုရင်မြောက်စားမယ်ဆိုတော့သူကတောက်ကျက်မကောင်းတဲ့ကောင်တွေကအဲ့လို leadership ကိုကျင့်သုံးကြတာတကယ်တမ်းပြဿနာတက်လာတော့မင်းတို့ကသူတာဝန်မခံဘူးလက်အောက်ကိုထိုးချတယ်တိုင်းမှုတွေကားစရာမှုတွေကိုထိုးသေးပြီးတော့ဒီကဗိုလ်ချုပ်ကြီးအောင်ကျော်စောတို့ဟာလာအဲ့ဘက်ကနမခတိုင်းမှုလို့ဆိုရင်ထောင်နေကြသွားရလေအဲ့တော့သူတာဝန်မခံဘူးဒီအာနာသိမ်းမှုကိစ္စမှာဆိုရင်ဒီနောက်ပိုင်းမှာဆိုရင်ဒီတိုင်းပဲမင်းတို့ကတိုင်းမှုကိုသူကပြောရတယ်ငါလိုချင်တာကဟာလာငြိမ်ဝှက်ပြီးပြဖို့ပဲမင်းတို့ကြိုက်တဲ့နီးလန်းနဲ့လို့ငါကတော့ဘာနီးလန်းနဲ့လို့ဆိုပြီးအမိန်မပေးဘူးတဲ့ကထွက်လာရင်ငါတာဝန်မဟုတ်ဘူးမင်းတို့လုပ်တာငါရေးယူမယ်တဲ့ကမတက်ဖဲနဲ့ဟောဖြစ်တယ်ဆိုရင်တော့ငါမြောက်စားမယ်ဒီ style နဲ့သွားတာဒီ leadership တိုက်နဲ့သွားတာမင်း online ကဒီနေ့ဒီချိန်ထိလည်းအဲ့ဒီတိုင်းပဲအရင်ကြီးကလည်းအဲ့ဒီတိုက်ကိုပဲကျင့်သုံးလာတာတကယ်ကိုခေါင်းဆောင်မှုစံနှုန်းတွေမှာလေးစားအားကြရတဲ့ဒီဘူကျော်ဆန်တို့ဟာလာဒေါ်ဆန်းစုကြည်တို့ဒီဇလန်စကီရဲ့ဟာတော့သူတို့ကအတူမျိုးနော်မင်း online အုပ်ချုပ်မှုကြတော့အတူယူရဲ့အဲ့ဒီတိုက်နဲ့ကျင့်သုံးတာအဲ့တော့အရင်ကြီးကျင့်သုံးရတာမင်းတို့အလုပ်ချန်တော့ငါတို့ energy လက်အောက်မှာရှိနေပြီးတာပဲဆိုတော့ type နဲ့ကျင်တော့တာအားကြောင့်အမှုရတမှုဝိတမှုတက်နေတာနောက်ပြီးတော့အဲ့ဒါကြောင့်လည်းတအောက်ကိုထိန်းရခန့်နေတာအဲ့တော့ငါတို့ energy အောက်မှာရှိနေရပြီကွာဆိုပြီးကမှဒီလိုမျိုးပေါ့နော် delegated leadership type ကိုပေါ့အဲ့လိုကျင့်သုံးခဲ့တဲ့အခါကျတော့ဒါလည်းပြောရတော့အဲ့လိုလှစ်ပေးခဲ့တာပေါ့2021ခရက်နေပြီးတော့ပေါ့နော်ဒီလိုမျိုးလှစ်ပေးခဲ့တဲ့ type ကိုကျင့်သုံးခဲ့တဲ့အခါကျတော့အခုချိန်ကျတော့သူတို့ကဒီလက်အောက်ကအဖွဲ့ကိုထိန်းချောင်းဖို့အတွက်ရအောင်ကက်ခဲနေဘာလို့ဆိုတော့အဲ့ဒီလူတွေအဆွဲပေါက်ကုန်ပြီလေသူတို့လှုပ်ပေးခဲ့တဲ့သူတွေကမ
မဲအွန်လိုင်းကကြတော့ဒီအစွဲပေါက်လာရင်လည်းသူကသူ့ရဲ့တရားစီရင်ရေးစနစ်ကခိုင်မာတဲ့အတွက်သူကဖမ်းထိန်နေလို့ရတယ်အဲ့တိုင်းဦးတရားကိုချက်ချင်းဖမ်းကုတ်ပြီးတော့နေပြီးတော့လာစားကွာဆိုပြီးတော့ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်ပဲရတယ်ဘာလို့လဲသူမှာစတာဖရန်နေရတော့တက်ထင်းရန်နေရတော့ဘာလို့ဆိုတော့သုတ်ထားလို့ရတဲ့ရန်နေရတွေတိဆောက်ထားပြီးသားဟုတ်အဲ့ဒီတံမှာကြတော့အဲ့လိုမရှိရခါကြတော့ဒီလူတွေသူအဲ့ဒါအမိတ်ပေးနေကြမှမရှိတော့ဘူးအဲ့ဒီအမိတ်ကိုမနာခံရင်လည်းသူတို့အရေးယူနိုင်ဖို့အတွက်ခက်ခဲလာတယ်ပြောရရင်လောက်ကိုသူတို့ကပြန်ကြောက်လာတဲ့နေတာဖြစ်နေအဲ့ဒါဘာလဲဆိုတော့ကိုဖိုနိုင်ကဥဆောင်နိုင်စွမ်းမရှိတဲ့အခါမှာလောက်ကိုဒီ level leadership ပေါ့ delegated leadership တိုက်ကိုကျင့်သုံးလိုက်ခြင်းရဲ့ဒါနောက်ဆက်တွဲရလဒ်တွေဖြစ်ပေါ်လာတာနောက်တဲ့ဒီ NUG နဲ့မရောက်ရင်လည်းတူတဲ့ဇေယျတွေရှိသေးတယ်နော်မရောက်နိုင်ကလည်းတချို့လူတွေဆိုရင်သူကအဖမ်းပြပြီးရင်ဒါလေးပြတ်လွတ်ပေးရရှိတယ်အဲ့ဒီလည်းဒီတိုင်းပဲသူဟာလာမဖြစ်မနေပြီးလူတို့က online သူအဖမ်းပြလိုက်တယ်မြေပြင်မှာပြန်လွတ်ပေးတာတပုံကြီးအတူပဲဇေယျတွေကတူလာတယ်မင်းလိုက်ဆွဲကောင်ကလည်းသူ့ကိုလော်ပေးနေတဲ့သူတွေကိုပဲကြိုက်တာသူ့ကိုကောင်းချောင်းဟာလာတောက်လျှောက်လော်ပေးနေတဲ့ကောင်တွေအခုဒီကြော်စိုးဦးဘာလို့ဆိုရင်ဟာလာလူမှုတူးချွန်စုတွေပါတယ်ပေါ့နော်နောင်တော်လေးကိုဘာလို့ဆိုရင်သူ့ပေးရောပဲကြည့်ကြည့်လိုက်မင်းလိုက်သူ့ပေးတာကနောင်တော်လေးကိုကြော်စိုးဦးကိုဒါလူမှုတူးချွန်စုပေးတာဘာလို့ဆိုဒီကောင်တွေကဒီမင်း online ဒီစစ်ကောင်စီရဲ့လိုအပ်ချက်တွေအားနည်းချက်တွေကိုလုံးဝထောက်ပြလိမ့်မရှိဘူးဘုံတော်ပွဲကိုပဲသူတို့ရနေတိုင်းတစ်ဖွဲ့တစ်နဲ့ပြောတဲ့ကောင်လေးဒီလိုကောင်မျိုးဆိုရင်မင်း online ကကြိုက်တယ်ချင်းမြင်တယ်အရင်ကြီးကလည်းဒီဇေယျရှိတယ်သူတို့လော်ပေးတဲ့ကောင်မှသူတို့ကလူရသွင်းတာတိုက်တာသူတို့ကဝေဖန်ထောက်ပြနေမကြိုက်ဘူးဟောကျော်မျိုးမင်းဆိုရင်ဒါကသူလည်းစစ်တက်လော်ပြီးပဲအဲကျော်မျိုးမင်းကတစ်ချက်သူကဒီစစ်ကောင်စီရဲ့နောက်စီမံကောက်အလဲမားတွေကိုထပြီးတော့ထောက်ပြလိုက်ရှိတယ်အဲဆိုရင်စစ်ကောင်စီကမကြိုက်ဘူးကျော်မျိုးတို့လူမျိုးပြည်သူစီးနေမှာမပါဘူးမပေးဘူးအဲကြီးတဲ့ဒီတိုင်းပဲအဲဒီကသူ့ဝေဖန်ထောက်ပြရင်မကြိုက်ဘူးအဲဒီကလည်းသူ့ကိုလော်ပေးတဲ့ကောင်တွေဒီမျိုးရအောင်တင်းလို့ကောင်တို့တွေပဲသူတို့ကအမေကောင်မျိုးတွေပဲသူတို့ကကြိုက်တာအဲ့တော့မတူတာသူတို့ရဲ့ဇေယျတွေကနောက်ပြီးတော့ UNG ကဒီတခြားလူတွေကိုပြောနေသူတို့ကိုထောက်ခံနေတယ်ဒီ UNG ထောက်ခံသူလူစုပြောရရင်နှုတ်ပိန်းအုပ်စုပေါ့ဗျာအဲ့အုပ်စုကိုတော့ UNG ကတန်မိုးထားတာမဟုတ်ဘူးဒီလူကိုသူတို့အသုံးချလို့ရမှန်းသိတယ်ဒီလူကဂျင်းထဲလို့ရမှန်းသိတယ်ဆိုတော့ mindset က UNG ရဲ့စိတ်ထဲမှာဝင်နေမနေ့ကပဲကြည်ဗျာဒီတမှုအခြေဆိုင်တဲ့ဒီ NLA ဟာလာတဖွဲ့ကဒါအယူရောက်အယူကြီးရဲ့ MOD ရဲ့လက်အောက်မှာလာပူလာရောက်ပူပေါင်းပါတယ်ဆိုပြီးတော့သူတို့မနေ့ကသတင်းထုတ်ပြန်တယ်တကယ်တော့အဲ့ဒီဖွဲ့ကဒီ MOD လက်အောက်ကိုဒီအခမ်းအနားနဲ့လာရောက်ကူးပြောင်းခဲ့တဲ့အခမ်းအနားက20ရက်လေတည်းကလွတ်ခဲ့တဲ့အခမ်းအနားဒါပေမဲ့သူတို့သတင်းမထုတ်ပြန်ခဲ့ဘူးနော်သူအသာလေးရှို့ထားတယ်အင်တာနက်ခက်ခဲကြောင့်လည်းမဖြစ်နိုင်ပါဘူးဗျာ Starlink သုံးနိုင်နေတဲ့သူတွေပဲလေဘာလို့ထင်ချင်ထားလဲဆိုတော့အပြေကရှင်းလေးပဲသူတို့ကအစဲခံရစရာတခုကြုံလာတဲ့အခါကျရင်ဒီဟာလေးတွေထုတ်ပြမယ်ဒီလူတို့ကိုဂျင်းထည့်မယ်ဆိုတော့မိုက်တက်ရှိနေလို့26ရက်နေ့ကျမှသူတို့ထုတ်ပြတာ26ရက်နေ့ကျတော့ထုတ်ပြမှာဟောမိုးကုတ်ကနေအကုန်လုံး PDF တိုင်ရင်းတွေကစုတ်ခွာလိုက်ရပြီဟိုအစဲခံရမှနေတာရှိရလေအဲ့ဒီလေကျမှဒီမှာတိလာဆိုတာတခုနဲ့သူတို့ကထုတ်ပြပြီးတော့ဟိုဘက်ကဟာကိုသတင်းဖုံးတယ်ဒီဘောစုကလည်းဘေးရနာသိန်းတိုးလို့အမိုရီကမအားလုံးပေါင်းလာပြီဆိုလက်ခုပ်တီးတော့ဟိုကမိုးကုတ်ကိစ္စဟာတဲ့တဘူမိတ်သွားအောင်အင်ဂျီကသူ့ရဲ့လူတို့ကိုတော့သူကဂျင်းထဲဖို့အတွက်စဉ်းစားတတ်နေပြီသူ့ရဲ့လူတွေတော့သူကသူ့ကိုတောက်ခံတဲ့သူတွေကိုတော့သူကဂျင်းထဲလေးရတဲ့လူကြီးမဲကိုသူလည်းသိနေပြီနောက်ပြီးဟိုတလောကဆိုရင်လည်းဒီဂျင်းမဝင်ဘက်ကဒီ PDF ကော်လာကဘာလာဒီတက်ခွဲရနော်အမိုးကြီးလောက်ခံတက်ရင်းနေပဲသူတို့ကြီးညာချက်တွေထုတ်ပြီးကမှကြီးညာချက်အတုတွေနော်ဟိုကြီးညာချက်တွေထုတ်ပြီးကမှဒီဂျင်းမဝင်နဲ့ဝင်လာတဲ့စိတ်ကောင်းလေးစစ်ချောင်းကိုသူတို့ကြားနဲ့တက်တက်လိုက်တာရောက်100ကျော်ကြာပြီးတော့ရောက်30ကျော်တန်ရရပါဆိုပြီးတော့သတင်းတော်ထုတ်ပြန်လိုက်သေးတယ်အဲ့ဒါလူကြီးကိုကျင်းထည့်တာနော်အဲ့ဒါအဓိကက UNG ထောက်ခံသူလူကိုကျင်းထည့်တာတကယ်တော့အဲ့ရင်းမောင်မှာရောက်နေစိတ်ကောက်စီချောင်းကိုဘယ်သူမှလည်းကြားပြမတိုက်ဘူးအကုန်လုံးပက်ပြေးနေတာတကယ်ရှိတာရှော့ပြောပြီးကမှလူတို့ကိုကျင်းထည့်လိုက်တာနောက်ဆုံးသူတို့ကိုယ်တိုင်ကသာဝင်ထောက်ပြတဲ့သူတွေပေါ်လာလို့မင်းတို့တဲ့နေရာမှာတိုက်ပွဲလည်းဖြစ်ခဲ့တာလည်းမဖြစ်ခဲ့ပါဘူးမင်းတို့လည်းရှော့ပြောတာဘာညာဆိုပြီးတော့ comment ရေးတဲ့လူတွေအဲ့ဒါပေါ်လာတော့မှသာသူတို့အဲ့ post ကိုပြန်ဖက်ပြီးတော့တကယ်အမှားပါဆိုပြီးတော့အဲ့ဒီတိုင်ရင်ကိုယ်တိုင်က MOD လောက်ခံတိုင်ရင်ကိုယ်တိုင်ကစားပြန်ပြီးတော့တောင်းပန်တဲ့နေတာဖြစ်သွားတာတင်းစားစီလေဘသူကမှလည်းတကယ်ကြားပြတ်တိုက်တာပေါ့ဗျာနော်စိတ်ကူးရကနေရှောက်တိုက်ပြီးကမှလူဘယ်နှယောက်ပြေးတယ်ဆိုရင်ကိန်းကနေတွေရှောက်ပြပြီးတော့လူကြီးကျင်းထဲနေတာဘာလို့ကျင်းထဲပြည့်ချင်းလေးပေါ့ဗျာဒီလူကငါတို့ကိုတောက်ခံနေတဲ့ဒီ UNG တောက်ခံသူလူကကျင်းထဲလို့ရတဲ့နှုတ်ပိန်းအုပ်စုပဲဆိုတာကိုသိလို့ပေါ့ဗျာအဲ့တိုက်ပွဲအတိတည်ကိုဆိုရင်ဒါမီဒီယာတွေပေါ့နော်အကုန်လုံးကဆိုရင်လည်းအဟုတ်ကြီးတင်ပြီးတော့ရှောက်ပြီးတော့
ဟာလာရေးကြရဟာရင်းမှာပဲတေချောင်းကို PDF တွေကြားဖြတ်တိုက်တာစစ်ကောင်စီတပ်သားရောက်100ကျော်တီသွားတယ်ပါညာဆိုနေရာတွေကိုလည်းကလည်းဟုတ်ထင်ပြီးတော့ရှောက်ပြီးတော့ဟာရေးကြရတယ်အများကြီးဟာအဲ့မှာလူအုပ်ကလည်းအဲ့လိုချပရိုင်မှာပါညာအတက်သေးရတယ်နဲ့ပြောလူပေးနေပေါ့ဗျာသူ့နိုင်ရင်ရှိလားမရှိလားဆိုတော့မထင်တာတော့ဘူးပြီးကမှအဲ့တိုင်ရင်ကိုယ်တိုင်ကစားဒီတဲ့ကအမားပါဆိုပြီးတော့ထုတ်ပြန်တော့မှဒီတင်မိတဲ့မီဒီယာတွေလည်းအဆက်ကွဲတာပေါ့အဲ့တော့ဆိုရင်ဒီသူအုပ်ကိုယ်တိုင်ကစားအဲ့ဒါဂျင်းထဲလို့ရတယ်ဆိုတဲ့အရာတစ်ခုကိုဒီတချို့တော့ပေါ့နော်တပီတဲ့တိုင်ရင်နိုင်တော့မဆိုလိုပါဘူးအထူးသဖြင့်တော့အဲ့ဒီရင်းမပင်ဘက်ကဖွဲ့ပြီပေါ့နော်အဲ့ဒီကောင်တွေကဂျင်းထဲလို့ရမှန်းနဲ့တိနေပြီငါတို့တောက်ကန်တဲ့လူအုပ်ကတငဘောအုပ်စုကြီးဆိုတော့သူတို့လည်းတိတယ်အဲ့ဦးကြီးကလည်းတိနေပြီဒါကြောင့်မျိုးစုံနဲ့ဂျင်းထဲနေတာအဲ့ဒီမိပေးနေရသူတို့ကိုသူတို့ပဲမတိသေးတာမြေတော်တင်းကလည်းဒီလူကိုထက်လာပြီးကမှဒါမြက်ကန်းယုံကြည်မှုလောက်ခိုင်းပြီးတော့ဂျင်းထက်ထဲနေတာအဲ့တော့အရေးကြီးကဒီတာဝန်ရှိသူတွေဒီဝင်ကြီးရဲ့လူပုဂ္ဂိုလ်ရဲ့ဓမ္မအဲ့လိုခေါင်းဆောင်မှုရည်ချင်းနေရှိမရှိသိကျင်ကိုယ်တိုင်ပဲသိနေကြကြပါဗျာအမျိုးရံတော်သိပြောတယ်လို့မျိုးမြက်ကန်းယုံကြည်မှုတွေကတော့အတုပဲမရှိပါဘူးဒါကြောင့်မို့အယူကြီးကိုရှက်တက်လာအောင်သူတို့မှာဘာအားနည်းချက်တွေရှိနေလဲဆိုတာကိုသူတို့သိလာအောင်တာဝန်ယူမှုတာဝန်ခံမှုတွေရှိလာအောင်ဖိအားပေးဖို့ဆိုတာကဒီတော်လိုင်းရေးကိုမြန်မြန်စတန်နဲ့အောင်မြင်စေဖို့အတွက်အရေးကြီးဆုံးကိစ္စပဲလို့ကျွန်တော်အနေနဲ့ယူဆပါတယ်သူတို့က online ကျင်းလိုက်နဲ့ဖိအားပေးမှရမယ်သူတွေပါဘာလို့လဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာသူတို့ကလူတို့နဲ့ကင်းကွာနေတယ်ဆိုတော့လေသူတို့သတိမထားမိပါဘူးသူတို့မှာဘာတွေပြုပြင်သင့်ရမလဲဆိုတော့လေသူတို့အနေနဲ့သတိထားမိတဲ့ပုံမပေါ်ပါဘူးဒါကြောင့်ကျွန်တော်တို့ဘေးကနေပြီးတော့ဟာလားဘာတွေပြုပြင်သင့်လဲဆိုတဲ့ဖိအားပေးမှုတွေရှိမှလားအရင်ကြီးကလူတွေတမ်းမှာရှက်တက်လာအောင်တာဝန်ယူမှုတာဝန်ခံမှုတွေရှိလာအောင်ဖိအားပေးတယ်ဆိုတာကတော်လှန်ရေးကိုမြန်ဆန်ဆန်နဲ့အောင်မြင်စေဖို့အတွက်အရေးကြီးဆုံးကိစ္စပဲလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒီနည်းလမ်းတစ်ခုပဲရှိပါတယ်အရင်ကြီးကဘသူရဲ့ပြောစကားဘသူရဲ့လေတံကိုမှဘယ်ပြည်သူရဲ့အတန်ကိုမှနားထောင်လေးမရှိတော့ပါဘူးသူတို့ကို online ကျင်းလိုက်နဲ့ဖိအားပေးခြင်းကတာသူတို့ကိုဆက်တက်လာအောင်တာဝန်ခံမှုတွေရှိလာအောင်အတွက်အလုပ်လို့ရတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပဲလို့ကျွန်တော်အနေနဲ့ယူဆပါတယ်နားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပြီးတော့မိတ်ဆွေတို့ရဲ့အမြင်တွေကိုယ်ပိုင်ခန်းစားချက်တွေကိုလည်း comment မှာဝင်ရောက်ရေးသားနိုင်ပါတယ်အားလုံးပဲဘေးရန်ခတ်သိမ်းကင်းကြပါစေခင်ဗျာ